6သိန်းဘိုးမလားရေးကြမြောင်ရေးကြကျမရ6ရ6ရခေါင်းဆလျှော့ပါတယ်ဆိုင်ရာ service ကရန်ကောင်းချက်ကတော့ပူတောက်မလားအေးတောက်မလားဆိုတော့ဝိုင်းတောက်ချင်တယ်လို့ပြောလိုက်တာတကယ်ကြီးတိုက်ပါတယ်ရှင်တိုက်တော့တောက်လိုက်ပါတယ်ခေါင်းကနောက်တစ်ချိန်ထက်လျှော့ပါတယ်ကောက်ဆေးထဲတယ်ချုပ်ဆေးထဲတယ်ဘာမှမသိဝိုင်းနဲ့တစ်ခွက်ပြီးတစ်ခွက်ဖြစ်နေပြီနှာကျင်တော့လဲတီးခံရရှင်ခေါင်းတစ်ခုလုံးကိုလေးလံနေတာပဲမခံနိုင်တော့ခေါင်းနေနဲ့ကိုဖိထားရတယ်စီတာလူလူလုံးဝတရားရှိပြီငါသားတစ်ခါနဲ့ကြည့်တော့တကယ်ငါမ နပိုနာလေးမီလောက်သွားပြီဒီစားနဲ့လောက်တာဒီတော့နဖူးမီလောက်သွားတီးဦးရှင်လှတယ်ရှင်လှတယ်လို့ပဲသဘောထားလိုက်ပြီနောက်တစ်ခေါက်နောက်ဆုံးခေါင်းတစ်ခါပြန်လျှော်ပုံသွင်းပါတယ်ပြီးပါပြီစိတ်လို့နဲ့စပတ်တဲ့ကိုကိုလေးတဲ့ တပုတ်ကြီးကိုလေးနော်လို့ရှစ်ဆရာလေးတွေက โอเคအဲဆိုခေါင်းနဲ့ဝတ်လေလှတယ်ညီမဝတ်ဆောင်ဝတ်လေလှတယ်ညီမဝတ်ဆောင်ဝတ်လို့မလားဝတ်ဆောင်ချင်ဆောင်ပြောင်းလိုက်ရုံး